ကဲအားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာတော့နော်ဒီနေ့တိုင်းအသုံးပြုနေတဲ့ဖုန်းနံပါတ်ကတင်ရကကြမှာကိုနော်ပြောမှဆိုငွေကန်အခြေရေးစီးပွားရေးအခြေအနေတွေကိုဘယ်လိုဖော်ပြနေလဲဆိုတာသိကြကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ဖုန်းနံပါတ်ထဲမှာဘယ်ကနေများနေတယ်လဲဆိုတာကတင်ဘဝစွမ်းအင်နဲ့တိုက်ရိုက်သက်ဆိုင်နေပါတယ်နော်နံပါတ်1ကဖုန်းနံပါတ်ထဲမှာတစ်များနေတဲ့သူတွေဟာခေါင်းဆောင်စိတ်ရှိတတ်ပါတယ်နော်လူအများရှိထွက်လောက်ရတဲ့အလုပ်တွေနဲ့ကန်ဆက်ပါတယ်နော်နံပါတ်2ကနှစ်များတဲ့သူတွေဟာစိတ်နူးညံ့ပြီးအခြေရေးခံစားချက်ပြင်းတတ်ပါတယ်တဲ့လူရှိလူခင်ပေါ်တတ်ပါတယ်နော်နံပါတ်3ကသုံးများတဲ့သူတွေဟာစကားပြောကောင်းပြီးလူမှုဆက်ဆံရေးအားကောင်းတတ်ပါတယ်နော်ယူကျူတစ်တော့အယောင်ပိုင်းတွေနဲ့ကန်ဆက်ပါတယ်တဲ့နော်နံပါတ်3ဓမ္မတွေရနော်ဖုန်းနံပါတ်3များတဲ့လူတွေက YouTube TikTok အယောင်ပိုင်းတွေနဲ့ကန်ဆက်ပါတယ်တဲ့နံပါတ်4ကတော့လေးများတဲ့လူတွေဟာတဲ့အလောက်ကြိုးစားတတ်ပေမဲ့ဘဝအသက်ကြများတတ်ပါတယ်နော်နံပါတ်5ကငားများတဲ့လူတွေဟာငွေဝင်လန်းချောင်းကောင်းတတ်ပါတယ်တဲ့စီးပွားရေးအမြင်ရှိတတ်ပါတယ်နော်နံပါတ်6က6များတဲ့လူတွေဟာအခြေရေးကံကောင်းတတ်ပြီးအမှုပညာနဲ့ပတ်သက်တဲ့အလုပ်တွေမှာအောင်မြင်တတ်ပါတယ်နော်နံပါတ်9က9များတဲ့လူတွေဟာပေတင်နမိတ်စိတ်ပိုင်းဆိုင်ရာအာယုံခံနိုင်စွမ်းအားကောင်းတတ်ပါတယ်နော်နံပါတ်10များတဲ့လူတွေဟာငွေကြေးစီမံခန့်ခွဲမှုကောင်းတတ်ပြီးစီးပွားရေးလုပ်ငန်းရှင်စိတ်ရှိတတ်ပါတယ်နော်နံပါတ်9က9များတဲ့လူတွေဟာတတိရှိပြီးစိတ်ပြင်းထန်တတ်ပါတယ်နော်အောင်မြင်ခြင်းစိတ်အယံများတတ်ပါတယ်နော်ဖုန်းနံပါတ်ထဲမှာ9နဲ့8များတဲ့လူတွေကငွေကန်အားကောင်းတတ်ပါတယ်နော်3နဲ့6များတဲ့လူတွေဟာလူအများရှိထွက်ရတဲ့အလုပ်တွေနဲ့ကန်ဆက်ပါတယ်9များတဲ့လူတွေဟာဘေးရင်နမိတ်အိမ်မက်ဟောပြောတဲ့ကွန်တက်တွေနဲ့အရန်ကန်ဆက်ပါတယ်နော်ဒါကြောင့်ဖုန်းနံပါတ်တစ်ခုဟာဆက်သွယ်ရေးအတွက်တွင်မဟုတ်ပဲတင်ဘဝစွမ်းအင်ကိုပါတက်ရောက်နေပါတယ်နော်တင်ကရောဖုန်းနံပါတ်ထဲမှာဘယ်ကဏ္ဍအများဆုံးပါလဲဆိုတာကွန်မန့်မှာရေးခဲ့ပြီအောင်နော်ကျွန်တော်တို့ဒီငွေကန်နဲ့ဆိုရင်တော့ကျွန်တော်တို့ဖုန်းနံပါတ်ဝယ်လို့ရှိရင်နောက်ထပ်ဝယ်မယ်ဆိုရင်9နဲ့8 9များတဲ့ဟာ8များတဲ့ဟာနဲ့ဝယ်ပိုကောင်းတယ်နော်ဒီငွေလုပ်ငန်းနဲ့လုပ်နေလို့ဆိုရင်ငွေကန်ကအားကောင်းတယ်ပေါ့နော်အဲ့ဒါလေးကိုအခုဆိုရင်ကိုဖုန်းနံပါတ်ကပါလဲဆိုတာသိသွားပြီပေါ့နော်အရင်တော့ဖုန်းနဲ့ကန်တယ်ကိုနံပါတ်ပါမှမသိသေးဘူးနော်နောက်ပြီးတော့ကြားရင်လည်းကျွန်တော်ဒီလိုဘုဟုသားရဆက်လေးတင်ဆက်ပေးပါအောင်မယ်